မိုးရတီမှာအိမ်ဆောင်ရင်ပို့ပြီးတော့အကျိုးမြတ်ရှိရဆိုတာသိပြီးပြီလားမိုးရတီမှာအိမ်ဆောင်ရင်စောက်လို့ရေးလုပ်ငန်းတွေလုပ်ရင်ပျက်စီးတတ်တယ်နားထားတဲ့နယ်လို့ထင်နေတော့မယ်လားတကယ်တော့ဒါကအများစုမှားနေတဲ့ယူဆဟောင်းကြီးပါဒီမိုးရတီထဲမှာပဲသူများချက်သိန်းရာနဲ့ချီတက်တာပြီးပုံမခံခန့်နဲ့အစာအုပ်ကိုရရှိမယ်လျှို့ဝှက်ချက်5ချက်ကို Real Essential Construction and Decoration ကနေပြောပြပေးသွားပါမယ်ပထမဆုံးချက်ကအစာအုပ်ပိုခံခန့်မှုအတွက်အကောင်းဆုံးချိန်ဖြစ်လို့ပါဒုတိယချက်ကတော့အချိန်ကုန်သက်သာခြင်းပါတတိယချက်ကတော့အကျိုးအမြတ်ပါစတုတ္ထချက်ကပစ္စည်းစည်းနှုန်းတင့်တယ်မှန်ကန်ခြင်းပါနောက်ဆုံး5ချက်မြောက်ကတော့မိုးရသည့် to promotion ခွင့်ရည်သည်ဖြစ်ပါတယ်ဈေးနှုန်းတွေထက်တက်လာမဲ့ပွင့်လင်းရသည်ကိုထိုင်ဆောက်ပြီးကုန်ကြခံမလားဒါမှမဟုတ်အခုပဲသူများထက်အရင်ဆုံးအကျိုးမြတ်ရအောင်လုပ်မလားဒီမိုးရသည့် to promotion ခွင့်ရည်ကိုလက်လွတ်မခံမဲ့လူကြီးမင်းတို့ရဲ့အိမ်မက်အစာအုပ်တွေကိုကောင်းတဲ့ဖော်ဖို့အတွက် Real Essential Construction and Decoration Promotion ကိုရယူဖို့အကြံပြုလိုက်ပါတယ်လူကြီးမင်းတို့ရဲ့စိတ်ကူးအိမ်မက်ထက်အိမ်ကိုလှပမှုခံကန့်မှု quality ပြည့်နဲ့အကောင်းဆုံးတည်ဆောက်ပေးဖို့အတွက် Real Essential Construction and Decoration အသင့်ရှိနေပါတယ်မိမိတို့အိမ်ကိုဆောက်လုပ်ဖို့စဉ်းစားနေရဆိုရင် Real Essential Construction Facebook page မှာလည်းလာရောက်ဆွေးနွေးနိုင်တယ်လို့ရုံးတော်လည်းလူကိုယ်တိုင်လာရောက်တိုင်ပင်နိုင်ပါတယ်ရှင်